ကျုပ်ဒီနေ့ကြော်ပြမှာကတော့ Godzilla KFC ပေါင်ပါပဲမိတ်ဆွေတို့လည်းကြော်တက်ချင်အဆုံးထိကြည့်ရှုပေးပါအရင်ဆုံးအနေနဲ့ Godzilla ပေါင်ကိုဓာတ်နဲ့မွန်းပေးရပါမယ်ပြီးရင်တော့တနခါမိတ်ကက်နဲ့ခေါင်းလိမ့်စီပါလိမ့်ပေးရပါမယ်ခင်ဗျာမဆာလာအနည်းငယ်နဲ့စားအချုံမုတ်ခရုစီးလေးပါထည့်ပေးရပါမယ်ခင်ဗျာထည့်ပြီးတော့ကျွန်တော်တို့ဇွန်းနဲ့စနေပါတယ်ခင်ဗျာ Godzilla ပေါင်ဆိုတော့ဇွန်းနဲ့အားမရလို့ကျုပ်ကတော့လက်နဲ့ပဲချပါတယ်ခင်ဗျာနေပြီးတော့ဒီနေထားလေးရရင်တော့ကျွန်တော်တို့15မိနစ်20မိနစ်ခန့်လောက်နှက်ထားရပါတယ်ပြီးတော့ခါကျွန်တော်တို့အကျော်မုတ်ဆန်မုတ်စပြီးရောထည့်ပါတယ်ခင်ဗျာကြုံမုတ်ကတော့အနည်းငယ်လေးထည့်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ရေထည့်ပြီးGodzillaပေါင်ဆိုတော့လက်နဲ့ပဲစပါတယ်ခင်ဗျာပြီးတော့ခါကျွန်တော်တို့နေပြီးတော့ဒီအနေထားလေးရလာပြီဆိုရင်တော့စီစတဲပါတယ်ခင်ဗျာတစ်ခေါက်နဲ့ဖာလာစေ့ကိုလည်းစီနဲ့အတူထည့်ပြီးကြော်ပါတယ်ခင်ဗျာအနံ့လေးမွေးအောင်လို့ဒီအနေထားလေးရလာပြီဆိုရင်တော့ကျွန်တော်တို့Godzillaပေါင်ကိုတန်လွင်မြင့်ထဲကဆယ်ပြီးတော့ပကံတစ်ခုတည်းထည့်ပါတယ်ခင်ဗျာGodzillaပေါင်လေးစုပြုံလာတဲ့အခါတော့ကျွန်တော်တို့ခါဘိုရာစီတောင်ထက်တောင်မြင့်လွန်းနေပါတယ်ခင်ဗျာပြီးရင်တော့ကျုပ်တို့Godzillaပေါင်ကိုအေယာဝတီမြင့်နဲ့တို့ပြီးတော့စစားပါတယ်ခင်ဗျာအေယာဝတီမြင့်အချင်းရေလုံကြီးကတော့နောက်ဗီဒီယိုမှာပဲကျွန်တော်တင်ပေးပါမယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ